တရေကံများတဲ့ Asian စီကနေအမှတ်ရနိုင်တဲ့မာရော့ကာဒုက္ခဆိုတောက်ကြညစပိန်လာလီဂါပွဲစဉ်ပွဲကြို3သက်ချက်များမင်္ဂလာပါ Playmaker ဂျာနယ်ကနေပြန်လဲကြိုဆိုပါရခင်ဗျာ Game ချိန်ညာနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတောက်ကြညအတွက်စပိန်လာလီဂါဂျာမန်ဘွန်ဒလီဂါအင်္ဂလန်ချန်ပီယံရှစ်အီတလီစူပါဖလားပွဲစဉ်ပွဲကြို3သက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့ဒုက္ခဆိုရဲ့စပိန်လာလီဂါပွဲစဉ်ပွဲကြို3သက်ချက်အနေနဲ့ဗလင်စီယာနဲ့မာရော့ကာည9:30ဖြစ်ပါတယ်သုံးဝဲသာနိုင်သေးလို့ဗလင်စီယာဟာတန်းစင်းဆုံးကက်လျက်ဖြစ်နေပါတယ်ဗလင်စီယာရဲ့အားနည်းချက်ကတရေပွဲတွေများနေတာဖြစ်ပြီးနောက်ဆုံး6ပွဲမှာဆိုရင်4ပွဲတရေကျထားပါတယ်မာရော့ကာကလည်းရုန်းကန်နေရတယ်ဆိုပေမဲ့နောက်ဆုံးလာလီဂါ9ပွဲမှာဗီလာရီယယ်နဲ့တပွဲသာရှုံးခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်အရေးအောက်ကိုခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်တောက်ကြညဂျာမန်ဘွန်ဒလီဂါပွဲစဉ်ပွဲကြို3သက်ချက်အနေနဲ့ကတော့ဒေါ်မွန်နဲ့ဂယ်လဘတ်ည9:00ပွဲစဉ်ကိုဘုံတော်မင်း3သက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်အဆင့်3ဆိုပေမဲ့ခုနောက်ပိုင်းဘွန်ဒလီဂါမှာဒေါ်မွန်တည်ကန်တာများပါတယ်ဒါအပြင်ဂူရစီတို့ရဲ့တိုက်စစ်အားလည်းအရင်လိုကိုမမြူတော့ပါဘူးဇီယာအောက်ပိုင်းကဆိုပေမဲ့ဂယ်လဘတ်ကတော့ဒီယာစီအဝေးဝန်းပွဲတွေမှာခံစစ်အတော်ကောင်းနေပြီးနောက်ဆုံးအဝေးဝန်း3ပွဲဆက်ကိုမပေးခဲ့ရသလိုအဝေးဝန်းမှာလည်းတကိုးထက်ပူပေးရတဲ့ပွဲဟာတပွဲသာရှိခဲ့ပါတယ်ဒါကြောင့်သူတို့ကြားကတွေးဆုံမှုတွေအရမှာလဲဒီလိုပွဲစဉ်မျိုးဟာကိုအနေဟာအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဖမ်စီရဲ့အိမ်ကွင်းနိုင်ပွဲဆက်မှုကိုရပ်တန့်နိုင်မဲ့ရက်ဆမ်ဂျေဂျီတောက်ကြညအင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်ပွဲကြို3သက်ချက်အနေနဲ့ကတော့ဆွမ်စီနဲ့ရက်ဆမ်တို့ရဲ့ည9:30ဖြစ်ပါတယ်အိမ်ကွင်းနှစ်ပွဲဆက်နိုင်ထားတယ်ဆိုပေမဲ့ဆွမ်စီနိုင်ခဲ့တဲ့အသင်းတွေကပို့စ်မောင်နဲ့အော့စ်ဖို့တို့လိုတန်းစင်းစုံတိုက်ပွဲဝင်နေကြတဲ့သူတွေပါဝက်ဆန်ကတော့ချန်ပီယံရှစ်ကနောက်ဆုံး7ပွဲမှာ10ပွဲမရှုံးခဲ့ပါဘူးဒါအပြင်ရက်ဆမ်ကအဝေးကွင်း9ပွဲဆက်နိုင်ပွဲပျောက်ထားရဆိုပေမဲ့အဲ့ထဲက9ပွဲမှာတည်ကြခဲ့တာပါဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာလဲဧည့်သည်အရေးအောင်မှာနားခူရမယ့်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်တောက်ကြညအီတလီစူပါဖလားဆီမီဖိုင်နယ်ပွဲကြို3သက်ချက်အနေနဲ့ကတော့ဘောလော့နာနဲ့အင်တာမီလန်ည9:30ဖြစ်ပါတယ်ဒီကနေ့3သက်ချက်တွေဆက်လက်နားဆင်ပါအောင်ခင်ဗျာsorry မှာကစားခဲ့ရတဲ့ဒုတိယမြောက်စူပါဖလားဆီမီဖိုင်နယ်ပါဘိုလော့နာကအသင်းကြီးတွေနဲ့ဆိုရင်ခံစစ်အတော်ယူဆိုင်ရပြီးမကြသေးခင်ကဂျူဗင်နဲ့ 0-1 လာဇီရိုနဲ့ 1-1 နာပိုလီနဲ့ 2-0 ရလက်တွေကတိတာသေးပါတယ်အင်တာနက်ဘိုလော့နာနောက်ပိုင်းတွေးဆုံမှုတွေမှာအတော်တိုင်ပတ်ခဲ့ပြီးနောက်ဆုံးတွေးဆုံမှု6ပွဲမှာတပွဲသာနိုင်ခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာလည်းနှစ်ဖက်ပိတ်ဆော့နိုင်တဲ့အခြေအနေမျိုးဖြစ်လို့ကိုယ်နဲ့ဟာအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် Playmaker ဂျာနယ်နားဆင်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်နောက်ဆုံးရပွဲစဉ်ပွဲကြို3သက်ချက်တွေနဲ့သတင်းချက်လက်တွေကိုလည်း Playmaker ရဲ့ Telegram Channel မှာလာရောက်ကြိုတင်နားဆင်လို့ရပါတယ်အားလုံးကိုစိတ်နေပြရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်